สวัสดีค่ะทุกคนအခုပေါ့နော်ညီမတက်လာတဲ့ထိုင်းစကားနည်းနည်းလေးသင်ပေးပါမယ်ရှင်ရောက်ပြီလားရောက်တော့မယ်မရောက်သေးဘူးရောက်ပြီအဲ့ဒါတွေကိုထိုင်းလိုနည်းနည်းလေးပြောပြမယ်ရှင်ရောက်ပြီလားถึงหรือยังถึงหรือยังถึงหรือยังရောက်တော့မယ်จะถึงแล้วจะถึงแล้วจะถึงแล้วရောက်ခါနီးပြီใกล้จะถึงแล้วใกล้จะถึงแล้วใกล้จะถึงแล้วရောက်ပြီถึงแล้วถึงแล้วถึงแล้วไม่ရောက်သေးဘူးยังไม่ถึงยังไม่ถึงยังไม่ถึงဟုတ်ကဲ့ဒီနေ့တော့ဒီလောက်လေးပဲသင်ပေးပါမယ်ရှင်နောက်နေ့ကျမှပဲဒီထက်နည်းလေးများတာလေးဆက်သွားပေးမယ်ရှင်